ဝင်လာတယ်ကိုလူမျိုးလုံးဝတားရဲတောင်းမှပါတယ်ဘာလာလုံးနေရလဲအလုံးဝမင်္ဂလာပါဒီနေ့မှာတော့ဒီစေကွဲနေတဲ့ပေကလာကပေါ့နော်သူ့ရဲ့မိန်းမကိုဒါတခြားတစ်ယောက်နဲ့ဘာညာဆိုပြီးတော့ဒါဆွဆွဲထားတဲ့ view file လေးကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြမယ်ပေကလာကတော့အခုလက်တလုံးမှာစေကွဲနေတာကိုတွေ့ရတယ်ဗျာနော်ဒီဘေးကတော့ပတ်စံရှိတယ်ဆိုပြီးတော့လုံးချင်တာတွေရှောက်လုံးနေတာတွေ့ရတယ်ဗျမလေးရှားကလာနဲ့တိတ်မကြခင်တော့မှသူတို့ပြဿနာတက်ထားတာလေဒါရှိတယ်ဗျာနော်အခုချိန်မှာတော့သူယူထားတဲ့သူ့ရဲ့မိန်းမကိုဒါတခြားကောင်းနေနဲ့တော့အိတ်တယ်ပါလေဆိုပြီးတော့ဒါဆွဆွဲထားတယ်ဗျကဲဝီကွဲနေတဲ့ပေကလာကိုကျွန်တော်တစ်ချက်လောက်အတူတူကြည့်ကြမယ်ဗျာနော်ဒါတို့ဝိုင်းပြောနေတာဟုတ်ပြီခေါ်ယူနေတာပစ္စည်းအကုန်သိမ်းပြီးတော့အိမ်ကနေသွားဖို့ငါတို့လုပ်နေတယ်အဲ့ဒါကိုငါဒီဘက်ခန်းမှာနေနေတဲ့ခါကိုနေရလာပြီးတော့ဟမ်သူအခန်းထဲကိုလည်းလာပြီးတော့တောင်းချမ်းပြီးတော့ကျန်ငါတို့တမိသားစုလုံးညလေနေငါတို့အဲ့ဒီအချိန်အခန်းတကားကိုလာကန်ပြီးတော့ငါ့ကိုစက်ခွက်ရိုက်တက်မယ်ဆိုတာကိုဟိန်းလိုက်လာရှိတယ်နော်အခုလည်းငါတို့နေနေတဲ့ဟာကိုနေလာတာငါမရိုက်တော့နော်ရိုက်တော့အေးနော်လုံးလုံးတော့ဦးထွက်ပြရအောင်ပြန်လိုက်ကြည့်လို့လာတော့ငါစားတယ်ငါကြောက်လည်းမဟုတ်ငါမလို့တော်ပြီသူ့လိုလိုစကားဖတ်ပြောတာရှိတော့ဘူးလေဟမ်အကုန်လုံးထွက်ဖို့လို့အကုန်လုံးထွက်ဖို့လို့ဘာမှမလုပ်မဟုတ်လွတ်ပေးလိုက်တာမှာဟာမလုပ်ပေးလိုက်ဖြစ်လို့မရဘူးလေငါတို့တမီးကိုသူလောက်တာဘယ်နှခါရှိနေပြီလဲတမီးကိုလုံးဟဲ့ဟောဒီတခါတော့ငါတို့တမီးကိုတင်တပြားနဲ့တော့ထိလို့မရတော့ဘူးရိုးရှာရဲ့နော်အေးခါရငါတမီးကနီးကိုချစ်နေလို့ငါတို့တမီးကိုရိုက်နဲ့ဆိုရင်ငါတို့ဒီတိုင်းကိုငါတို့ကြည့်ခဲ့ရတာရင်ပွဲမတက်နှစ်ခါရှိပြီဟမ်မင်းညအဲ့လိုဖြစ်မှာဆိုလို့ငါတို့ဝိုင်းဆွဲတာဒီတခါတော့လုံးဝအဖြစ်မခံနိုင်တော့ဘူးအေးငါတို့တမီးကိုလက်ပြားနဲ့တော့အထုမခံနိုင်တော့ဘူးဟေးငါဖွဲ့ရနေပါလေဟာမင်းလေးကလူတွေအများကြီးပြေးတယ်ငါလာသားတယ်ငယ်ရအေးလေမင်းတို့လည်းလည်းမလုပ်ပြီဘလို့လဲတို့ငါတို့ဆွဲလို့လေငါတို့ဆွဲလို့လေဟာငါသမီးကိုနေအကြီးချွတ်တီးနေလေလိုက်ပြန်ပြီးအချက်တွေခွဲထားတာအဲ့ဒါအောင်နေဘာလို့လိုက်ပြီးကြတာလဲဟမ်မိန်းကလေးတယောက်လေမိန်းကလေးတယောက်လေနေယူထားတဲ့မိန်းမဆိုနေကိုထားမယ်အောင်မေးလို့ငါတို့ကဟိုဖြစ်ထားတာလွတ်ပေးထားတာနေအဲ့လိုဖြက်စီးနေမှတော့ငါတို့မရတော့ဘူးပြောအေးသေးတာပဲအော်လွတ်ကလေးရင်းနေပြောတယ်ဟုတ်လားအော်အေးတောင်းမှန်ပါတယ်နော်အေးတောင်းမှန်ပါတယ်အမလေးတောင်းမှန်ပါတယ်ငါဘာလို့မိလဲအေးမပြောတော့ဘူးအမေတို့လည်းမပြောဘူးခဏဆောက်အေးအမေတို့လည်းမပြောတော့ဘူးခဏဆောက်ဘာလို့မိလဲဆိုတဲ့ခါငါဆေးအောင်အခုချိန်ချင်းသွားပြီးဆေးလာယူနေရဲ့မသိချင်အောင်လည်းနေဆေးလာယူပြီးတော့နေရှင်းပြီးတော့မနေ့ကဆေးလာဒီတိုင်းကြလို့သိတယ်မနေ့ကဖြစ်တဲ့ခါလောက်နေပဲအရင်ဟာလေဟုတ်ကဲ့ဘာမှမလုပ်တကယ်တော့လူပုံများတယ်နော်ဒီဘာလဲဘယ်လိုရမလဲဟာတွေ့လားရိုရှန်ငါသမီးကိုနေလက်ဖြားနဲ့တော့မထိနဲ့တော့နော်သိလားဟိုလေလွတ်ပေးလိုက်တာမှာမဟုတ်ဘူးကွာရိုရှန်ငါသမီးလေးကိုနေငါသမီးကိုငါရှက်မာတယ်တသိန်းနဲ့တရေပေါ်မှာတိုးလာတာနော်သိလားငါအဲ့ဒါဝေကာရင်းနဲ့ငါသမီးကနေအောင်မလို့ခောက်ထားတာကိုငါဟိုတရားရတာငါသမီးလေးစိတ်တရားရသွားလို့ငါလေငိမ့်နေတာသိလားဒါနင်းကိုဖြစ်မှာစိုးလို့နင်းထိမှာစိုးလို့ငါတို့ခံလိုက်တာငါခံလိုက်တာဒါမဲ့နင်းကတော်တော်ရက်ဆက်လွန်တယ်နင်းတော်တော်ရက်ဆက်လွန်တယ်သိလားဟမ်နေတော်တော်လူမဆန်ဘူးငါတို့မိသားစုကိုနေတော်တော်မနေ့ကလိုက်ချမ်းမှာနေပြောထားတာသိလားညနေတိုင်းရွေးပြီးတော့နေခဲ့လိုက်ခွေးတော့အောင်စားမင်းငါပြောမယ်ဒီနေ့ဒီအချိန်ထိငါတို့သမီးကိုလက်ဖြားနဲ့တို့တာတော့ငါလေရောငါသားရောဘာမှမလုပ်ခဲ့ဘူးနော်နော်တို့ရဲ့ချိန်သိလားမင်းဒီမှာဆိုငါတို့ကာခဲ့တာဟမ်ဒီတရားထဲတော့ငါနဲ့ထိလိုက်ငါထိလိုက်တဲ့အထိရဒီဆောင်းတော့ဘာထိလို့ဖြစ်တာဒါမှဖြစ်တယ်အဲ့ဒါမင်းတို့ဖြစ်တယ်ထဲမှာရင်းနေတဲ့တရားတွေများတယ်မဟုတ်ဖြစ်တယ်ဒီကနေ့ဖြစ်လားမဖြစ်ဘူးအဲ့ဒါမှမသိဘူးမဖြစ်ဘူးလေရန်မျိုးမဖြစ်တယ်ခရီးရင်းပြပောက်တာအများကြီးရှိအမျိုးတိုင်းမှာဖြစ်အဲ့တော့ပါပြောရင်ပြောကြည့်ဒီကြမှာကျောင်းတော်သူဖြစ်နေတယ်သူကျွန်တော်လိုက်ဆွနေတော့လိုက်လဲပါမှာဆိုဘာလို့ဒီလဲဆိုတော့အဲ့ဒီဆိုလိုက်အဲ့ဆိုကျွန်တော်လိုက်တာကျွန်တော်လိုက်ပြနေတဲ့အချိန်မှာသူကျွန်တော်လိုက် provoke လုပ်နေဆိုတော့ဘာဖြစ်နေလဲလို့နင်းငါ့ကိုပြတ်နေတာလားနင်းငါ့ကိုပြတ်နေတာလားကျွန်တော်လိုက်ဆိုဒါအဲ့တော့ဘယ်လိုပြောလဲဆိုကျွန်တော်ကသူ့ကိုဘာဖြစ်လဲလားဟောကျွန်တော်တို့ ancient အဲ့ဒါကျွန်တော် ancient ပြီးတော့ဘာကြီးရောဟဲ့
没有 A 学 ငါအခန်းထဲကိုပြေးဝင်တဲ့အချိန်မှာငါသမီးကိုနင်လုံးနေတာလေနင်လုံးနေတာလေ လိုချုပ်ပြီးတော့လိုပြလေအငယ်ဟာမစားပါနဲ့ဗျာအဲ့လိုကြောက်မလုပ်ပါနဲ့ ဘယ်သူ့ကိုပြောတာလဲငါ့ကိုဘာသာစကားလာ မဟုတ်ကျွန်တော်ကချက်တယ်ကျွန်တော်အဲ့လိုရိုက်ဟာ what the fuck မင်းငါ့ကိုလေဟိုကလင်ကကြစ်ဆိုတဲ့စကားမျိုး ဘာမှမပြောနေလေ မတုံးလုံးနဲ့ အငယ်လေးပြောလေအောင်ရောကအတန်မထွက်ဘူးကျွန်တော်ခေါင်းရိုက်ခွဲတာဟုတ်လားဆိုသူအန်နာလေးခေါင်းရိုက်ခွဲလို့တွင်းနေလေဒီမှာတော့ကွန်ပါမယ် အဲ့ဒါပဲအချိန်လုံးอ่ะ အဲ့ဒါပြန်နေပြီကလာရနေလေအငယ်အဲ့ဒါအရင်မှအဲ့ဒါဘယ်တော့မှလဲဒီဘယ်တော့မှလဲဟုတ်တယ်လေ ငါတို့မရှိဘူးငါတို့ရှိတဲ့အချိန်မှာ အဲ့ဒါနောက်ပိုင်းဘာတွေဖြစ်ကြလဲ မင်းကိုထိမှာဆိုငါတို့ကာကွယ်ခဲ့တာ အဲ့ဒါဖြစ်ပြီးနောက်ပိုင်းမှာဘာတွေဖြစ်ခဲ့ကြကျွန်တော်ရန်ကုန်ပြန်လာပြီးနောက်ပိုင်းဘာဖြစ်ခဲ့ကြကိုယ်နဲ့အရင်မုန်းဖြစ်တယ်ရှေ့ရကိုရတော့ဝင်ဖြစ်အန်ကဲတော့ကျွန်တော်ဘာမှမလာခင်ကဘာတော့ပေါင်းပြရအန်ကဲတော့သူတက်တော့နေအငယ်တော့ပြည့်သေးတာပဲ What I'm saying is ကျွန်တော်ဘယ်နေရာမှာခင်ဗျားထင်လို့ခင်ဗျားတော့ရိုက်နေလို့ဒါတကားများနေတယ်လိုက်လွှင့်ထားတယ်လိုက်ကိုဒီကိုတင်ရတယ်တကားများလိုက်ဖြစ်နေတယ်အဲ့မှာဝင်လာတယ်ကိုလူမျိုးမလို့ပါတားရဲတောင်းမှပါတယ်ဘာလာလုံးနေရလဲ ဟောပြောတတ်တယ်ကြာပြောတတ်တယ်ပြောတတ်တယ် ဟိုမင်းတိတ်ပိတ်ထိုးနေရတယ်ငါမျက်စိရှိမှာ အေး အဲ့ဒါဘယ်တော့လဲ ငါမျက်လုံးနဲ့ဒီပဲအိမ်မှာ အဲ့ဒါလုံခဲ့တဲ့တလားကမှ အဲ့ဒါကျွန်တော်စောက်ခွက်နေကြတယ်ခေါင်းနေရိုက်ရဲ အဲ့ဒါပြီးသွားပြီလေဒါပေမဲ့ငါတို့တွေရှိတဲ့အချိန်မှာ လုံးနေရလဲ ငါတို့တွေရှိတဲ့အချိန်မှာနေလောက်တာ ဒါပေမဲ့အဲ့ဒီအချိန်မှာ ကျွန်တော်ဘက်ကနေတားတားလေးခေါ်ပေးမယ်ကျွန်တော်မေမရှိလို့လားကျွန်တော်မေမရှိလို့ အဲ့ဒီအချိန်မှာမင်းကို ငါကနင်းကိုတားအရင်လို့သဘောထားပြီးတော့ကဲအကွယ်ခဲ့တာပါရိုချန်ရဲ့တော်ပြီသူ့ကိုပြောမှမယ်နေတယ် မင်းသူ့ကိုငါမျက်စိရှိမှာထိုးတာတော့မင်းကငါလက်မပါခဲ့ဘူးဒါပေမဲ့မင်း အဲ့လိုပဲလေ ငါမရှိဘူးငါဘာလုပ်နေလို့လဲဟမ်ငါမင်းအဖေဘာမရှိမှာကဒီငါ့ကိုဘယ်လိုစောက်ခွက်ရိုက်ပြီးထိုးနေ ဘာလို့လဲ ဟမ်ငါဘာလုပ်နေလဲ နင်းနေကြတာရောနင်းနေရော ဟဲ့တလားကြော်ပြီလေအဲ့ကိစ္စတလားကြော်ပြီငါတော့ဘောက်သွားပြီးတော့ဒီအနာပြောက်လာတာလေဟမ်ဒီအနာပြောက်လာတာလေဟာငါရေကွာမှုတစ်ခံစားရတယ် ဖြစ်တယ် ဒီ ဘာ လား လို့ရှင်လာမလဲ ဘာလို့ချင်တာလဲငါတို့မိသားစု ဘိုက်စာနေပြီ အေး ငါတို့ဒီကနေသွားမှာ ကျွန်တော်ဘိုက်စာ သွားမယ် အေး ဒါပေမဲ့ ဘိုက်ဆန်နေနေရပတ်ဆိုင်ရှိရလေ ဒီနေ့ဒီကနေ့ထွက်ဖို့အပြီးထွက်ဖို့လက်တော့ပြစီနေငါတော့တိတ်ဖို့ကျဲခေါ်ထားပြီးသွားပြီအဲ့ဒါကိုလူပေါင်းဝပြီးနေရာပေါ်တက်ပြီးတော့ဟမ်ညာကလည်း6လောက်နဲ့ကန်လာဟမ်ခုနကလည်းငါ့ကိုလာပြီးတော့ဟိုကလုံး နေငါ့ကိုပိုက်ရမပေါ့တာနင်းငါနဲ့ငါဘယ်လိုဘာကူညီတောင်းလဲ ငါတို့ကဒီအ ဘာ ချိန် လို့ဒီတော့လိုက်ရွက်ပြီးတော့တလောကလုံးရှင်းတာငါ့ကိုစောက်ချက်ခွင်ငါ့ကိုစနိုက်ပါတယ်ငါစောက်ချက်မရှိတဲ့ကောင်မပါဆိုပြီးတော့တလောကလုံးကိုတက်ပြောငါတို့အိမ်ကနေ ချန်တာကမခံနဲ့ဒီကောင် ဒီလား နင်ကလွယ်လွယ်လေးလို့ထည့်လိုက်တာနားရနော်ငါလည်း ဘာလဲ မင်းတို့ကနှစ်ယောက် ဘာလဲရိုရှာရဲ့ တော့ပြီးတော့ ရိုရှာရဲ့ငါသမီးကလည်းမချိနိုင်တော့ကာထားဟဲ့ကာထားဟဲ့ကာထား မရနေရ ဟဲ့ကာထားဟဲ့ကာထားဟဲ့ရိုရှာ ဘာလဲ ကာထားနော် ဘာမှမစားရဘူး မစားနိုင်ဘူးနင်ကပတ်စံရှိတာလေနင်ပတ်စံပေးလို့လားငါတို့ထမင်းကိုလေမရှိရှိတာနဲ့ငါတို့ချက်စားရတာသိလားဟမ်နင်ပေးထားတဲ့အလုပ်သမားကလေနင်ငါတို့ဘာပေးထားလို့လဲနင်ပေးထားတဲ့အလုပ်သမားကလေ9000ကိုလေသူစီကအဲ့အလုပ်သမားရှိကငါပတ်စံ1000ချီးပြီးတော့ဝယ်စားရတာနင်ပေးထားတာလည်းမဟုတ်ဘူးငါတို့မနဲ့ကြိုင်နင်စားဖို့တောင်မှလေအစင်းနဲ့လုပ်ပေးတာအုံသီးဆိုအုံသီးသွားဝယ်ပေးတာငါရှိကပတ်စံလေးနဲ့စိုက်ပြီးတော့သိလားငါဟိုမှာအင်္ဂရန်ပေါင်ထားတဲ့ပတ်စံလေး10သိန်းကိုလေနင်ဦးလေးကိုယူလာခိုင်းတာအဲ့ပတ်စံလေးနဲ့သိလားနေစားဖို့အစင်နဲ့ဆိုပြီးငါသားသမီးအရင်လိုလေသဘောထားပြီးနေဒုက္ခရောက်နေတဲ့အချိန်မှာငါတို့ကိုညီမဖြစ်မယ်ဆိုတဲ့ပုံစံနဲ့လုပ်ပေးတာရိုချန်ရဲ့ဒါပေမဲ့နေငါသမီးကိုလေငါရှိမှလေအကျင့်ရဲ့အခါကချိုးနေတာသိလားနော် နင်းကလည်းအငယ်အားသဘောလာရင်လည်းဘာမှမဖြစ်ဘူးကလာရိုက်တယ်မင်းနဲ့သမီးပေါင်းပြီးထိုက်ရိုက်အဲ့တော့ကျွန်တော်လေးပြောမှာပေါ့ဗဇက်နေပဲကျွန်တော် live နေလာတယ်ကျွန်တော်လာတယ်ဘာလို့ပေးလို့လဲပြောမှာတော့ခင်ဗျားလည်းယောက်ျားခင်ဗျားလိုက်ဘာလို့ပေးလို့လဲဆိုကြည့်နေချင်မှာပြောနင်းကဘာမေးရမလို့လေကိုမေကိုလိုဘေးကနေလာဆဲရလေတို့ကိုပြောမှမဆုံးမဘူးလားဆုံးမခြင်းဘူးလေခင်ဗျားသမီးမို့လို့ အဲ့ဒါဒင်တို့ဖြစ်ပေးရလေဒင်တို့ဒီသူ့ကိုဘာလို့ပနာချိချက်တယ် အဲ့ဒါမင်းတို့လေကျွန်တော်တို့စကားပြောမယ်လေ ဟဲ့ပြောလို့မရတော့ဘူးအခုကမရတော့ဘူးမနေ့ကပြဿနာပါတယ်ပြီးသွားပြီငါတို့မိသားစုကိုနေခေါ်ထားတာနေကျင်ကျွေးထားတာပါဆိုပြီးပြောထားတာသိလား ဘယ်လိုပါလားဟုတ်ကမောင်နေမြတ်ပါခိုင်းလို့အကောင်လုံး record တွေတက်နေတယ်ငါစောက်ချက်ဘလောက်ကွဲနေဖြစ်လဲအဲ့ဒါကိုအရင်တော့သမီးပြန်ပြီးတော့ ဒီတရင်လုံးမှာရှိတဲ့ဟာတွေကိုလေငါတို့အပင်ပန်းခံပြီးလုပ်ပေးနေတာနေအကုန်ကြတတ်တာမအောင်လို့ဆိုပြီးတော့ဒါမဲ့နေစေတနာနားမလဲဘူးသိလားဟ
နင်းလူထားသမျှအကုန်လုံးလေ ဘယ်တော့မှ ငါ့ကိုစနိုင်မပါငါဂျားရကနေပြီးတော့ဖြတ်ခုတ်ပြီးတော့ဟိုကောင်မကောင်းစားနေတာကိုမနာလို့ငါစောက်ကြည့်ရောက်ပြီးတော့ငါလောက်ပါတယ် တော်ပြီ အဲ့ အဲ့ ဒါ ဒါ စကားတိုင်းပြောပြီးတော့နင်ဖျားတော့ဘိုးကွယ်တဲ့ကောင်မကိုငါဆွဲချပြီးတော့ငါဘဝ ဟုတ်တယ်နင်ပြောတယ်ဟုတ်တယ် စားနေပါဆိုတော့နင်ပြောတာလေ ဟုတ်တယ်အဲ့ဒါကြောင့်မို့နင်လဲဘာလဲနင်လိုက်ထမ်းမှာပြောတယ်လေငါဒီဝတ်ကိုတော့ကျွတ်ချင်ပြီတဲ့ ပြောနေတာငါအကုန်ကြား တိလားဒီဝတ်ကိုကျွတ်ချင်ပြီဆိုတော့ကျွတ်လိုက်တာအကောင်းဆုံးပဲတိလားနော်နင်မနစ်တက်ဘူးနင်နှိမ့်ဆက်နေတဲ့မိန်းမတယောက်ကိုငါသမီးလေးကလေလူသိချင်ချာဖြစ်လို့ရှက်မောအဖြစ်လို့ပို့ပို့တိတ်တိတ်လေးနေခဲ့ရတာရုပ်ရှင်ရဲ့ ပေကလာကလည်းကြည့်ရတာဝီးကြောင်နေတဲ့ထင်တယ်ဗျာနော်ရုပ်ကတကယ်စီးခွဲနေတဲ့ရုပ်ပဲဗျာဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတော့အားလုံးလည်းပြောခဲ့ကြအောင်ဗျာနော်ဒီပေကလာကတော့စီးခွဲနေတာတွေ့ရတယ်